အဖရမူငါ့ကိုနောက်ခေါ်လို့ရှိရင်ငါကာကွယ်ဝင်ကြီးဖြစ်တယ်နော်ဝင်ကြီးလို့တတ်ခေါ်ဟုတ်အဖကာကွယ်ဝင်ကြီးရမူပြောဘာကိစ္စဟိုစကိုင်းတိုင်းချောင်းမြို့နယ်ကင်းမွန်တော်ပြူစောတိရွာနားမှာရှိတဲ့တော်လန်ရဲဘော်တွေကိုစကားစားဘက်ဘုံတွေကျဲနေတယ်အဖဒီနေ့ဘယ်ရက်နေ့ဒီနေ့9ရက်နေပါဗျ9ရက်5လ2025လားဒါဒီနေ့အခုကျဲနေရလားဟုတ်ကဲ့ဘယ်ချင်းကျဲပါလား9:49 9:50 9:53မှာ3လုံးကျဲချသွားပါတယ်ဗျဟမ်3လုံးတော့ကျဲတော့ကျသွားတယ်ဟုတ်ဒီစားခတွေကတော့ကွာဘာကြောင့်ငါတို့တော်လိုင်းရဲဘော်ကြသွားတယ်100ကျော်လို့ပြောပါတယ်ဗျ100ကျော်မနေဘူးလားဒါပဲမလားမဟုတ်သေးဘူးရှိသေးတယ်ဗျရှိသေးတယ်ဘယ်နှကြိမ်လောက်ကျဲနေတာဟိုစကိုင်းတိုင်းခင်ဦးမြို့နယ်မောင်းကြောက်တောင်ကျေးရွာရဲ့ရွာစဉ်ကျေးရွာရဲ့မှာစားခတွေကဘုံထက်ကျဲသေးတယ်ဗျဒီကောင်လေးတော်တော်လွန်နေပြီဒီကောင်လေးလိန်ရှိတယ်ဆိုပြီးတော်တော်လွန်နေပြီဒီညနဲ့လည်းအပြစ်ခတ်ရက်တယ်ဆိုပြီးတော့လည်းဒီကောင်လေးပြောနေအေးဒါအကြောင်းမို့အဲ့မှာငါတို့ဟိုတော်လိုင်းရဲဘော်တွေဘာမှမဖြစ်ဘူးလားသူတို့ဟိုရွာပြင်တွေကကိုယ်ဆက်ကိုသွားပြစ်တာမလားမဟုတ်တက်ကြတာဗျတက်ကြဆိုတော့လစ်ပြီပေါ့ဟုတ်ကဲ့မျက်ဖြူတွေလန်းနေရလားမျက်ဖြူတွေလန်းသွားတယ်ဗျဒီကောင်လေးလိန်ကြည့်နေပြီးတော့ဖြစ်သွားတာထင်တယ်ကြပြီဟုတ်ကဲ့ခွင့်ပြုအောင်ဗျအေးနောက်ခိုးစရာရှိတာလေးတွေဆိုလည်းငါ့ကိုလာပြောနော်ဟုတ်ကဲ့အပါရမ